Hello guys ဒါကတော့ကျွန်တော်အင်္ဂလန်မှာသမုတ် join ပေါ့နော်သမုတ်မ join ခင်မှာသမုတ် delay ဖြစ်လို့ကျွန်တော်တို့ hotel မှာထားတယ်ဒါကျွန်တော် hotel ခန့်နေပါဟုတ်ကဲ့ဒီကအပြင်မှာလက်ကင်မထဲတော့တော့ဖွင့်လှည့်ပြီးတော့တော့ဆွတ်ထုတ်ဆွတ်ထုတ်လိုက်ကျွန်တော်မှောင်လို့ဒီဖွင့်လိုက်နော်ဒီဖွင့်လိုက်ပြီโอเคဒီချိန်လိုက်ပြီဒါကျွန်တော်နေ့3ရက်နေ့ညရောက်တော့ဗောနော်ခုဒီနေ့10ရက်နေ့ဆိုတော့အားလုံးပေါင်းနေတာ9ရက်ဖြစ်သွားပြီ9ရက်ဖြစ်သွားပြီဆိုမှ room tour လေးချက်လုပ်ပြပါလားဟုတ်ရှိမယ်ဒါတော့ရေချိုးပြောင်းတွေ့ရေချိုးပြောင်းပြီဗောနော်တွေ့ရေချိုးပြောင်းဖွင့်လိုက်မှဆိုရင်ဒါကျွန်တော်ရေဖြည့်တာဗောနော်တောင်းလေးကျွန်တော်ရေချိုးတော့မှမလို့toilet ရှိမယ်သူတို့ဒီမှာတော့ရေမသုံးဘူးထုံးစံတဲ့ tissue ပဲသုံးတယ်ပေါ့နော်ဒါကတော့ toilet ထဲမှာရှိတယ်ဒါဘယ်လိုပြောမလဲဒီ toilet အခန်းလေးကိုပူနွေးအောင်လုပ်ပေးရတဲ့ဟာပေါ့ဒီကောင်ပူနေတာသူကကျတော့ heater ကကျတော့သူတို့ကအလျှက်စစ်မသုံးဘူးဒီပိုက်တွေကိုရေဘူးတွေဖြတ်ပေးတာအဲ့ရေဘူးတွေနဲ့ပဲဒီထဲမှာရှိတဲ့လေကိုပူနွေးစေတာပေါ့နော်အဲကြောင့်မို့သူကဒီမှာရေးရတယ် caution this tower is hot ပေါ့ဒီကောင်ကလည်းပူတယ်ပေါ့အဲ့ဒါမျိုးပြီးတော့လို့ရှိရင်ဒါသူ့ရဲ့ပတ်တက်ကတော်တော်ကောင်းတယ်ပတ်တက်ကတော်တော်ကောင်းတယ်ဒါကျွန်တော်ရေဖြည့်တာပဲဒီကအင်္ဂလန်ကရေဒီကကျတော့သူတို့ပြောတာကြတော့နော်ဒီ tap water ပေါ့ဒီမှာဆိုရင် tap water အပြာရောင်ရှိတယ်အနေရောင်ရှိတယ်ဒီပြာရောင်ထွက်တဲ့ရေကဓာတ်ရိုက်တောက်လို့ရတယ်လို့တော့ပြောတယ်ဒီ research လုပ်တာကြတော့အဲ့ဒါလည်းဟုတ်လားပဲဘာဖြစ်လို့ဒီ hotel room ထဲမှာကျွန်တော်တို့ရေတောက်မှုတွေမပေးတာရေတောက်မှုပေးတာဒီကောင်ပဲကျွန်တော်တို့tap water တွေယူပြီးတော့ပဲကြိုးတောက်တယ်စားတောက်ဆိုင်တွေမှာလည်းကျွန်တော်တို့ရေတန့်ဘူးမပေးခြင်းဘူးဆိုရင် tap water ဆိုပြီးမှာပြီးတောက်လို့ရှိရင်လည်းရတယ်ဒါသူတို့ရဲ့ဒီ living standard ပေါ့နော် living standard ဒီမှာ shower gel ပေးထားတယ် shampoo ပေးထားတယ်ဒါတော့ plastic ပါတွေပေါ့ဒါပလုတ်ချင်းပါညာလုပ်ဖို့တော့သူတို့ကလက်နဲ့မသုံးတတ်ဘူးကျွန်တော်ဒီမှာတော့သူ့ရဲ့မှန်ရှိတယ်မှန်ရှိမယ်ဒါဒီတရားတော့ရေချိုးကအိမ်တာပေါ့နော်ရေချိုးကအိမ်တာလေးတော်တော်လေးတန်ရှင်းတက်ရတယ်လို့ပြောရမှာနော်တော်လေးတန်ပါလေချိုးကအိမ်တာလေးပါဒီပိုင်းထဲဝင်လာပြီဆိုလို့ရှိရင်ဒီမှာကျတော့ main cabinet တစ်ခုရှိတယ် main cabinet ဒါကျွန်တော်ချိန်တယ်ထဲမှာအင်ကြီးချိန်တယ်ပေါ့လေဟိုကျွန်တော်ဘာမှမပါဘူးသူတို့ကဒီဟိုရိုးရှင်းရှင်းမှာ hotel ကတော်တော်ဟိုနည်းနည်းကြာတဲ့ပုံစံတော့ပေါက်တယ်ပေါ့နော်နည်းနည်းကြာတယ်လို့ပုံစံပေါက်ဒီမှာ drawer ရှိတယ်ဒီ drawer ထဲမှာကျတော့ဒါမျက်နှာတုပ်ပါနဲ့ဟိုကနေအပို့တစ်စုံထည့်ပေးရတယ်ကျွန်တော်ကသမတ်တက်မှာကျွန်တော်ရဲ့နောက်မြန်မာတယောက်ပဲပါတယ်ဒါပေမဲ့2ယောက်တစ်ခန်းမထားဘဲနဲ့သူတို့က2ယောက်ခန်းမှာ1ယောက်စီထားတယ်ဟိုဘက်အကိုလည်းအဲ့လိုပဲသူလည်းဒီလိုမတွင်ပတ်နှလုံးနဲ့သူလည်းတက်အခန်းတစ်ခန်းမှာနေရတယ်ဟိုကုမ္ပဏီရဲ့စေတနာလို့ပြောရမှာပေါ့နော်ပြီးရင်ဒါကတော့ကျွန်တော်ရဲ့ work table ပေါ့နော်ဒီမှာမှန်နေကုန်လုံးမျိုးဟာရှိတယ်မှန်နေကုန်လုံးမျိုးဟာရှိတယ်ပြီးသွားရင်မှာ TV ရှိတယ် TV ကကြတော့သူကကြတော့ free channel တွေပဲပြရတာပေါ့နော်ဘောလုံးပွဲပါညာကြည့်နေဆိုရင်အောက်ဆင်းကြည့်ရတာအောက်မှာတော့သူတို့ဒီ paid channel ပေါ့သူတို့အခါကြီးပေးပြီးတော့ပြတာပေါ့နော်ဘောပွဲတွေပါတယ်ဒီအခန်းမှာသူတို့ heater ကဘယ်လိုလုပ်လဲဆိုလို့ရှိရင်ဒီမှာဒီကောင်က radiator လို့ခေါ်မှာပေါ့နော် radiator ဒီတံပြားတွေကနည်းနည်းလေးပူတယ်ရမ်းမပူနည်းနည်းလေးပူတယ်သူကဒီမှာကျတော့ဒီအောက်မှာကျတော့ဒီ heating pipe ရှိတယ်အဲ့ဒီ heating pipe ကနေပြီးတော့တစ်ဆင့်ဒီကောင်အပူပေးတယ်ဒီအပူကနေမှကျွန်တော်တို့စီသွားတယ်သူကရေနွေးငွေ့မလွတ်ဘူးနော်ဓာတ်ရိုက်လည်းအပူမပေးဘူးအဲ့လိုကြတော့ရေနွေးငွေ့မလွတ်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီလေချောင်းကွဲတာတွေနှကန်းလျှောက်တာတွေအသားပတ်တာတွေလုံးဝမဖြစ်ပါဘူးနော်ဒါပြီးမှဒီလိုတော့မှာဆိုကျွန်တော်ကဟိုရက်တည်းရာသီဥတုရန်အေးတော့အမြင့်ဆုံး number 5ကိုတင်လာတယ်ဒါဒီနေ့ကျွန်တော်ပူသွားပြီဆိုတော့ short မှာပေါ့နော်3လောက်ကို2လောက်ဘယ်လောက်ကိုပြန်ထားလိုက်မှဆိုရင်တော့ဘာဖြစ်လို့ဒီနေ့ကနေထွက်လာပြီဒီ hotel ပြန်မဲ့ရှူကင်းရတရားပါတော်တော်လေးလှတယ်ပေါ့နော်ဒါဒီနေ့နေထွက်ပြီဆိုတော့အရန်လှတယ်နေထွက်ပြီဆိုအရန်လှတယ်ဒီရှေ့မှာရှိတဲ့ကောင်ကကြတော့ဒီကောင်ကျတော့ကျွန်တော်တို့အစား charge ထင်တာ charge မဟုတ်ဘူးတဲ့ Crispy Minister သူတို့ရုံးတရုံးလားမသိဘူးဘာလဲတော့မသိဘူးပေါ့နော်ကျွန်တော်ဟိုမှာရေးထားတဲ့စာကိုဖတ်တာကြတော့ Minister လို့တော့ရေးတာကျွန်တော်နားမလည်ဘူးပြီးသွားရင်ဒီအောက်မှာရုပ်ကြီးတရုပ်ရှိတယ်အဲ့ဒီရုပ်ကြီးကြတော့သူက
ဒီ Gris Bay မြို့မှာ Gris Bay လားမသိဘူးဒီမြို့ကနေပြီးတော့ငါးဖမ်းသမားတွေရှိတယ်ပေါ့အဲ့ငါးဖမ်းသမားတွေကပင်လယ်ပြင်ငါးမျှတယ်ငါးမျှပြီးတော့ပြန်မလာနိုင်တဲ့ငါးဖမ်းသမားတွေကိုအတွက်ရည်စူးပြီးတော့လုပ်ပေးတာပေါ့ထုလာတဲ့ရည်စူးထားတဲ့ရုပ်ထုလေးပေါ့နော်ဒီမှာခွေးတောင်ကြောင်းဒါကျွန်တော်အခန်းထဲကမြန်တဲ့ရှူကင်းတွေပါဟိုတယ်ခန်းလေးကကြေဝုန်းနဲ့နှစ်ယောက်ခန်းလေးဆိုတော့တော်တော်လေးကိုပြည့်ပြည့်စုံစုံလေးရှိပါတယ်နော်ကဲအဆုံးလေးကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်